ညီလေးနောက်တာဟဲ့နေလောက်ကြရှိရသွားလို့ဟုတ်ပြဟဲ့ဘာလို့ဘာမလို့ပါဟဲ့ထိုင်လေဟဲ့မင်းမမောင်ဦးတို့လင်မယားစီရတယ်တတောင်းနဲ့ချီတယ်3လတိတိရှိဘာလို့ပြန်မဆက်ဘူးဟဲ့ဘာမင်းလဲဆရာဘာမေးလိုက်လဲဆရာမင်းငါမေးတာမကြောက်ဘူးကြားပါဆရာဟိုအကျွေးကိစ္စပါအေးဟုတ်မင်းပတ်စံတတောင်းနဲ့3လတိတိရှိမင်းချီတယ်မင်းပြန်မဆက်သေးဘူးမင်းဘာလို့ပြန်မဆက်သေးလဲဆက်ပါမယ်ဆရာကျွန်တော်အလုပ်အဆင်မပြေသေးလို့ပါဟုတ်မင်းပတ်စံတတောင်းနှိမ့်တိုင်းချီပတ်စံတတောင်းမင်းဘာလုပ်လဲဟိုမုတ်ဝယ်စားရဆရာဒါပြီးတော့ဟိုဂိမ်းဆော့ရဆရာမိုးဝယ်စားတယ်ဂိမ်းဆော့ဟုတ်အတတောင်းနဲ့လောက်လို့လောက်တော့ဆော့ရတာပါအော်အေးဂိမ်းဆော့တယ်ဆိုတော့ဘာမှဆော့လန်ဒေကကိုရေးတန်းလို့ဆိုင်ပါပါဆရာမုတ်စားတယ်ဆိုတော့မင်းရဘာမုတ်တွေစားကျွန်တော်မုတ်အချိုလေးတွေစားတယ်ဆရာကျွန်တော်အချိုကြိုက်တယ်ဟာအချိုလေးစားဟုတ်ပါမင်းဂိမ်းဆော့တယ်မုတ်စားတယ်ဒါပဲလုပ်တယ်ကျွန်တော်ကအလုံးမရှိတော့လေဟိုအဲ့ဒါပဲလုပ်ပါတယ်ဆရာဟောမင်းအလုံးမရှိသေးဘူးပေါ့ဟုတ်ရှာနေတော့ပါဆရာဟောရှာနေတော့ဟုတ်မင်းဒီရက်ကွက်ထဲမှာနေရကြာပြီ6နှစ်လောက်တော့ရှိပြီဆရာဟော6နှစ်လောက်ရှိဟုတ်မင်းဒီစားတိပဲဟုတ်ကျွန်တော်ဟိုဘက်ရက်ကွက်ကပြောင်းလာတယ်ဟောမင်းမောင်နှမပါလားဘယ်နှစ်ယောက်ရှိကျွန်တော်တယောက်တည်းပါမင်းတယောက်တည်းဟုတ်ကဲ့တယောက်တည်းအိမ်တော်ရှိကျွန်တော်မရှိပါဘူးမရှိဟုတ်မရှိပါဟုတ်ပါတယ်